မိသားစုအေးအေးချမ်းချမ်းနဲ့ဂုဏ်တည်ရှိစွာနေထိုင်ခြင်းတဲ့သူတွေအတွက်ပုံစံဆန်းဆန်းဒီဇိုင်းလန်းလန်းနဲ့ဆောက်လုပ်ထားတဲ့သုံးသက်ခွဲမော်ဒယ်အင်ဂျီနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ခင်မီပြီးတော့ဆွဲဆောင်မှုရှိတဲ့ luxury villa မျိုးအစားဖြစ်ပါတယ်။ရေရှင်နေထိုင်မှုရည်ရွယ်ပြီးတော့ပိုင်ရှင်ကိုယ်တိုင်ဒီဇိုင်းဆွဲဆောက်လုပ်ထားတဲ့ premium house ဖြစ်ပါတယ်ရှင်။အုံမြစ်ကစပြီးတော့အိမ်တွင်းအလှဆင်မှုအထိအရေးသွေးကောင်းတဲ့ပစ္စည်းတွေသာအသုံးပြုထားပါတယ်။စီးပွားဖြစ်ဆောက်ထားတဲ့အိမ်မျိုးမဟုတ်လို့ဘီတူကဒီဇိုင်းကအစားခေတ်သစ်မော်ဒယ်လက်ရာတွေဖြစ်ပြီးတော့တရင်လုံးမှာအလှဆင်ထားတဲ့မီးတွေကလည်းပညာရှင်နဲ့တေချာတိုင်းနဲ့တက်ဆင်ထားတာဖြစ်ပါတယ်။လူဝင်လေထက်နဲ့အခန်းထဲကိုလင်းမောင်ကြတာအထိသူ့နေရာနဲ့သူစနစ်တကျနဲ့စေတနာပါပါဆောက်ထားတာတွေ့ရပါတယ်။အခန်းဖွဲ့စည်းပုံတွေကလည်းလွတ်လပ်ပြီးတော့ luxury ဆန်တဲ့ခန်းစားချက်မျိုးရအောင်စီလင်ဟိုက်အမြင့်ကြီးတွေနဲ့ detail ကြကြပြင်ဆင်ထားပါတယ်။အိမ်ရှိချံဝန်းကတော်တော်လေးကျယ်ပြီးတော့ကား3စီးကနေ4စီးထိရနာနိုင်ပါတယ်။ချံဝန်းတကားက sliding gate မျိုးစားဖြစ်တာကြောင့်ကားဝင်ထွက်လို့ရတာရှင်းလင်းလွယ်ကူပါတယ်။ဒုတိယသက်နဲ့တတိယသက်တွေမှာမှန်လျက်နေတက်ဆင်ထားတဲ့ veranda ကျယ်ရှိတာကြောင့်လေကောင်းလေတန်းရပါတယ်။အိမ်ရဲ့အပေါ်ဆုံးတက်မှာဆိုရင်ရေကူးကန်ရှိပါတယ်။ skyline mode design နဲ့ rooftop space ရှိတာကြောင့်ညနေခင်းပန်းဖြေတာပဲဖြစ်ဖြစ်ပါတီပွဲလေးတွေလုပ်ဖို့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။ဒီအိမ်ရဲ့ဒီနေရာကတော့တောင်တကုန်းချမ်းသာရှိပြီးအိမ်ယာဝင်းထဲမှာပါ24နာရီလုံခြုံရေးရှိပြီးတော့လုံခြုံစိတ်ချရတဲ့အိမ်ယာဝင်းမှာအိမ်ကအမြင့်ပိုင်းမှာရှိတာကြောင့်လှပတဲ့ရှုခင်းတွေကိုအဝါကြီးခန်းစားကြည့်ရှုနိုင်တယ်လို့လက်ဆက်တဲ့လေကောင်းလေတန်းတွေကိုလည်းရှုဆိုင်နိုင်မှာဖြစ်ပါတယ်။ဒီအကျဉ်းကတော့ page 85ပေရှိပါတယ်ရှင်။ဝယ်မြေပေါက်ချုပ်ရှင်အားလုံးကင်းပါတယ်။ master bedroom ၄ခန်း common bedroom 2ခန်း living room 2ခန်းနဲ့ရုံးခန်းနဲ့တည်တံ့ဖွဲ့ပေးထားပါတယ်။အခန်းတိုင်း aircon တက်ဆင်ပေးထားပါတယ်ရှင်။ဒီငါစီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နိုင်ပြီးတော့ကိုယ်တိုင်နေမယ်ဆိုရင်လည်းအစိမ့်မြင့်လူနေမှုဘဝကိုဖန်တီးပေးနိုင်တာကြောင့်ထည့်သွင်းစဉ်းစားတဲ့အိမ်ကောင်းတစ်လုံးဖြစ်ပါတယ်။ဒီရဲ့ဈေးနှုန်းကတော့လက်ရှိမှာ3,500ခေါ်ထားပြီးတော့ပိုင်ရှင်တိုင်းရညှိနှိုင်းရောင်းချပေးမှာဖြစ်ပါတယ်ရှင်။စိတ်ဝင်စားရင်တော့ဗီဒီယိုဖိုင်မှာရေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်နိုင်ပါပြီရှင်။